လူတယောက်ကိုတကယ်ချစ်ရင်လေဝေးသွားရမယ့်အရာတွေမလုပ်ရဘူးတိမ်ငယ်သွားစီမဲ့စကားတွေမပြောရဘူးနှုတ်ဆိတ်သွားစီမဲ့အပြုံမျိုးတွေမလုပ်ရဘူးတကယ်တော့လေလူတွေဆိုတာကကို့အပိုင်လေးလိုတန်ဖိုးထားခံစားနေရလို့သာဒီနေရာလေးမှာပျောက်ချသွားမှာပုံပိတ်ပျက်စီးသွားမှာကိုစိုးရင်စိတ်မချဖြစ်ပြီးတဖွာဖွာနဲ့ယူရနေကြတာပါဒီအရာလေးကသာကို့အပိုင်လေးမဟုတ်တော့ဘူးဆိုတဲ့ခံစားချက်မျိုးဝင်လာတဲ့အချိန်ကျရင်အရာရာဟာချက်ချင်းပြောင်းပြန်ဖြစ်သွားမှာကိုကျွန်တော်တို့သိထားဖို့လိုတယ်အစားထိုးလို့မရတဲ့အရာတွေဆိုတာအစားထိုးကြည့်ကမှသိတာဒါကြောင့်လေတကယ်ချစ်ရင်အဆုံးချုံမခံနိုင်ရင်ဝေးသွားစီမယ့်အရာတွေတိမ်ငယ်သွားစီမယ့်အရာတွေနှုတ်ဆိတ်သွားစီမယ့်အရာတွေမလုပ်ရဘူးအထူးသဖြင့်နှစ်ခါပြန်မရနိုင်တဲ့အရာတွေကိုပေါ့